အဲ့ဒါကတော့သူအမြဲတမ်းပန်ထားတဲ့သူ့ရဲ့နှကွင်းပါပဲသတင်းတွေပွဲတဲ့တွေတိုင်းမှာ Morgan Freeman ကိုအဲ့ဒီနှကွင်းနဲ့တွေ့ရလိမ့်မယ်အဲ့ဒီနှကွင်းဝစ်ထားတာကသူသာတနေရမှာလူမသိသူမသိနဲ့တေဆုံးသွားတာမျိုးဆိုရင်သူ့အတွက်အခေါင်းဝယ်ဖို့အတွက်ဒီလိုမျိုးဝစ်ထားတာပါတယ်ဗျာဒါဟာသင်္ဘောသားတွေစီကဆင်းသက်လာတဲ့ရှေးကြတဲ့ဒလေးတစ်ခုပါပဲဘယ်နေရာမှာပဲသူတို့ရဲ့နောက်ဆုံးခီးကိုဆုံးပါသေးသူတို့ကိုတေးသေးချာချာတကြိုပေးနိုင်ဖို့ဒီရွှေတွေကပဲအာမခံချက်ပေးနိုင်တယ်ဆိုပြီးသူတို့ကယုံကြည်ခဲ့ကြတယ်ဒါပေမဲ့ဒီလိုဝစ်စင်ဖို့အတွက်စိတ်ကူးစိတ်တန်းကအလားပါကနေလည်းလာပါတယ် The Crimson Pirate ဆိုတဲ့ရုပ်ရှင်ထဲမှာတရုတ်ဆောင် Brad Lancaster ကပင်လယ်ဓမြသင်္ဘောသားတယောက်ပေါ်တဲ့တရုတ်ဆောင်နေတဲ့အချိန်မှာလက်ကွင်းတက်ထားတာကိုတွေ့ပြီးတော့ Freeman ဟာအဲ့ဒီပုံစံကဆွဲဆောင်မှုရှိတယ်ဆိုပြီးထင်ခဲ့ရကနေစိတ်ကူးရခဲ့တာပါဒါကလက်တွေ့ကြမှုဒလေထုံးတန်းနဲ့ Hollywood ရဲ့တရုတ်ဆောင်မှုတို့ကိုပေါင်းစပ်ထားပြီးသူ့ဘဝရဲ့ပုံနဲ့ရှိုင်းတဲ့အစိပ်ပိုင်းဖြစ်တဲ့ပင်လယ်ပြင်နဲ့ချိတ်ဆက်ပေးထားပါတယ်ဘာဆိုင်လို့ပင်လယ်ပြင်နဲ့ချိတ်ဆက်ရတာလဲလို့စဉ်းစားနေတယ်မလားဘာကြောင့်လဲဆိုတော့ Morgan Freeman ကရွက်လီစီးရတာကိုဝါသနာပါပြီး Caribbean ပင်လယ်မှာမကြာခဏရွက်လီနဲ့ပဲခီးသွားနေတဲ့လို့ပါပဲသူကပင်လယ်ကိုအရန်သဘောကျတဲ့သူတယောက်လည်းဖြစ်နေပါတယ်ကျွန်တော်တို့က Morgan Freeman ကိုဖန်သားပြင်ပေါ်မှာပဲတွေ့ရတတ်ပေမဲ့သူ့ရဲ့တကယ်ဘဝပင်လယ်ကြီးပါပဲဒါကတခြားနာမည်ကြီးပြီးချမ်းသာတဲ့သူတွေလိုအပျော်တမ်းဝါသနာမျိုးမဟုတ်ခဲ့ပါဘူးသူက1968ခုနှစ်ကတည်းကရွက်လင့်ခဲ့ပြီး Cape Cod ကနေ Nova Scotia အထိခရီးရှည်ကြီးတွေကိုထွက်ခဲ့ပါတယ် Morgan Freeman အကြောင်းကိုပဲအားပါးတွေကပြောနေလိုက်တာသူ့ရဲ့အအောင်မြင်ဆုံးဇာကားအကြောင်းကိုတော့ပြောဖို့မေ့သွားတယ်ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ကော Morgan Freeman ဆိုတာနဲ့ဘေးဇာကားကိုပြင်းပြင်းမိကြတယ်ကျွန်တော်တို့ကတော့ Shawshank Redemption ပါပဲဒီဇာကားမှာသူ့ရဲ့တရုတ်ဆောင်ကောင်းတာကြောင့်လည်းပါတယ်လို့နောက်ွယ်ကလူတစ်ယောက်ကြောင့်လည်းပါပါတယ်